ဒီမနက်မှာပဲဝင်လာတဲ့သတင်းအသစ်တစ်ခုရှိပါတယ်။အရင်းအမြစ်တွေကပြောကြားတာအရမနက်ဒီအချိန်မှာပဲအိမ်ဖြူတော်နဲ့စီးနိတ်ဒီမိုကရက်များအကြားဆွေးနွေးမှုတွေပြင်းထန်လာနေပြီးမနက်ဖြန်ဖြစ်လာနိုင်တဲ့အစိုးရလုပ်ငန်းအပိုင်းပိုင်းပိတ်သိမ်းမှု partial government shutdown ကိုရှောင်ရှားနိုင်ဖို့စ조사နေကြပါတယ်လို့သိရပါတယ်။လက်ရှိအချိန်ထိတော့အတည်ပြုထားတဲ့သဘောတူညီချက်တစ်ခုမျှမရှိသေးပါဘူး။စီးနိတ်ဒီမိုကရက်တွေဟာမင်နီယာပိုလစ်မြို့မှာယေနီကုတ် Raingood နဲ့ Alex Freddy Dog Alex Freddy Dow တို့ပြစ်ခတ်တပ်ဖြတ်ခံရတဲ့အမှုတွေကြောင့်အမေရိကန်ပြည်တွင်းလုံခြုံရေးဌာနရဲ့ဗန်နာရေးထောက်ပံ့မှုအပေါ်တင်းကျပ်တဲ့ရည်တည်ချက်ယူထားကြပါတယ်။လက်ရှိအခြေအနေအရဆွေးနွေးမှုတွေဟာအစိုးရကိုဆက်လက်လည်ပတ်နိုင်ဖို့ပြုလုပ်မဲ့အကြီးမားဆုံးဗန်နာရေး package ထဲကနေအတွက်ဗန်နာရေးကိုခွဲထုတ်ပေးဖို့ကိုအဓိကထားဆွေးနွေးနေကြပါတယ်လို့ပြောကြားလာပါတယ်။ဒီလိုခွဲထုတ်နိုင်မယ်ဆိုရင်စစ်တပ် CDC Head Start ကဲ့သို့ပညာရေးအစီအစဉ်တွေကိုစက်တင်ဘာလအထိဆက်လက်ဗန်နာရေးပေးနိုင်မှာဖြစ်ပါတယ်။တပြိုင်နက်တည်းမှာပဲအတွက်ဗန်နာရေးကိုအချိန်ပိုင်းသာတိုးချဲ့ပေးပြီးဒီမိုကရက်များနဲ့အိမ်ဖြူတော်အကြားမူဝါဒပြောင်းလဲရေးဆွေးနွေးဖို့အချိန်ပိုရအောင်လုပ်ပေးနိုင်မှာဖြစ်ပါတယ်။ဒါပေမဲ့ဒီဟာကအတည်ပြုထားတဲ့သဘောတူညီချက်မဟုတ်သေးပါဘူး။တစ်ဖက်လုံးသဘောတူညီမှသာဖြစ်နိုင်ပါတယ်။လက်ရှိမနက်မှာတော့အိမ်ဖြူတော်ကမှတ်ချက်ပေးခြင်းမရှိသေးပါဘူး။ဒီအခြေအနေဟာစီးနိတ်ဒီမိုကရက်တွေကမိမိတို့ရဲ့တောင်းဆိုချက်စရင်းကိုထုတ်ပြန်ပြီးနောက်ဖြစ်လာတာပါ။အဲ့ဒီတောင်းဆိုချက်တွေထဲမှာတော့ Federal Agent များ၏လှည့်လည်စစ်ဆေးမှု Roving Patrols ကိုအဆုံးသတ်ရန် Federal Agent များကိုပြည်내နှင့်ဒေသခံရဲများလိုပဲအင်အားအသုံးပြုမှုစီးမြင်များကိုလိုက်နာစေရန် Agent များမျက်နှာဖုံးဝတ်ဆင်ခြင်းကိုတားမြစ်ရန် Body Camera များဖြစ်မနေအသုံးပြုရန်ဆိုတဲ့အချက်တွေပါဝင်ပါတယ်။ဆိုရလုပ်ငန်းပိတ်သိမ်းမှုကိုရှောင်ရှားနိုင်ဖို့ Republican များအနေနဲ့စီးနိတ်ဒီမိုကရက်အနည်းဆုံး9ဦးရဲ့ထောက်ခံမှုလိုအပ်နေပါတယ်။ဟုတ်ရင်တော့အကျိုးဆက်တွေကအလုံးပြင်းထန်နိုင်ပါတယ်။ TSA စစ်သားများလစာမရနိုင်တော့ခြင်းစတဲ့အခြေအနေတွေဖြစ်လာနိုင်ပါတယ်။ဒါပေမဲ့လက်ရှိအချိန်မှာတော့တိုးတက်မှုလက္ခဏာတရက်တော့မြင်ရပါတယ်။မိုက်ကယ်တင်ပြောခဲ့သလိုပဲအကျိုးဆက်တွေကပြင်းထန်နိုင်ပါတယ်။ဒီသတင်းကိုပေးပို့ခဲ့တဲ့ရေးချယ်ကို